အိုးနှုတ်ဆက်ပါတယ်စုကောင်မလေးရေဘလိုလေးကများဒီကိုမောင်းပို့လိုက်ပြန်တာလဲလီကိုကြီးကျမနောက်လာအတွက်စပယ်ပန်းတွေလာမှာပါထုံးစံအတိုင်းပဲနှစ်ရပေါ့အဲ့ဒီကောင်မလေးရေမင်းကိုစီးပွားရေးမလုပ်ပေးချင်လို့မဟုတ်ပါဘူးတကယ်တမ်းကတော့ဟိုဘက်ကကောင်းကင်ရန်တဲ့ဆိုင်နဲ့မနေ့ကမှစာချုပ်ချုပ်ထားတာလေဒီနှစ်အတွက်စပယ်ပန်းအကုန်လုံးကိုသူတို့ပဲဝယ်ယူထားတာအကုန်လုံးဝယ်ယူထားတာလားဟုတ်ပါတယ်တီးတန့်စာချုပ်ချုပ်ထားတာလေဈေးလဲပုံမှန်ထပ်ပို့ပေးတယ်မြို့ထဲမှာတခြားပန်းဆိုင်တဲ့သူတွေမရှိတော့ဘူးလားရှိတာပေါ့ဒါပေမဲ့ကောင်းကင်ရန်တဲ့ဆိုင်ကလူငယ်လေးကအလုပ်လုပ်တာတွက်လက်တယ်လေကျွန်တော်တယောက်တည်းတင်မကဘူးမြို့ထဲကနာမည်ကြီးပန်းဆိုင်သမားတွေအကုန်လုံးနဲ့စာချုပ်ချုပ်ထားပြီးပြီအဖွားရီဒီပန်းခင်းကအဖွားရဲ့မြေကိုပန်းဝယ်ခိုင်းမလို့လေအဖွားတို့စီကပန်းတွေကလှတာပဲဘာလို့နည်းနည်းပဲစိုက်တာလဲစိုက်တာများရင်ဘသူကိုရောင်းရမှာလဲကျမတို့စီမှာဒီမြေ3ဧကပဲရှိတာပါအများကြီးမဟုတ်တော့တရုတ်ကုန်သည်ကြီးတွေကလည်းမကြည့်ကြဘူးပန်းပွင့်တဲ့အချိန်ဆိုဈေးနှိမ်ခံရတာနဲ့မြေကြီးထဲမှာပုတ်ကုန်တာနဲ့ပဲအကယ်၍တယောက်ယောက်ကအဖွားကိုကြိုတင်မှထားပြီးတော့အကုန်လုံးကိုဝယ်ယူမယ်ဈေးလဲပုံမှန်ထက်တဆပို့ပေးမယ်ဆိုရင်အဖွားစိုက်ပေးနိုင်မလားကောင်မလေးရေအဖွားကိုစားနောက်မနေပါနဲ့ဟင်းအဖွားကိုစားမနောက်ပါဘူးစာချုပ်ချုပ်ပြီးရင်တော့အဖြူအမင်းနဲ့မှတ်တမ်းတင်ရမှာပေါ့ဒါပေမဲ့ကျမမှာအချက်တစ်ချက်တော့ရှိတယ်ဘာချက်လဲပန်းဆိုင်တဲ့နီလန်းကိုကျမပြောတဲ့အတိုင်းလုပ်ရမယ်ပန်းကိုအတင်းပွင့်အောင်လုပ်တဲ့ပစ္စည်းတွေမသုံးရဘူးပိုးသက်ဆေးတွေမသုံးရဘူးပန်းကနည်းနည်းနောက်ကျပြီးမှပွင့်ရင်လည်းရပါတယ်ဒါပေမဲ့တန်ရှင်းနေရမယ်ကောင်မလေးရေဒီစကားကိုကျမကိုပထမဆုံးပြောတဲ့သူကမင်းပဲ22အိမ်အောင်စုဟုတ်တယ်အားလုံးကကောင်းကင်ရနန်းဆိုင်ကမကြည့်တဲ့တင်းငယ်တဲ့လေသမားတွေပဲအကွက်လေးတွေနဲ့ထွက်နှုံးလည်းမကောင်းဘူးအကြီးဆုံးက9ဧကပဲရှိပြီးအသေးဆုံးကမြေတစ်စိတ်တစ်ပိုင်းပဲရှိတယ်မင်းသူတို့နဲ့ချုပ်တဲ့စာချုပ်ကကျူတင်ပြီးပတ်စံ3ပုံ1ပုံပေးထားတာလေနှစ်ကုန်ရင်ဈေးကွက်ပေါက်ဈေးထက်တဆပိုပြီးဝယ်ယူမယ်ဒီပတ်စံကနည်းတဲ့ပတ်စံမဟုတ်ဘူးတကယ်လို့ပန်းပွင့်တဲ့ရာသီမှာတဘာဝဘေးအနေအကျုံရင်မင်းဆုံးရှုံးမှာကပတ်စံတင်မဟုတ်ဘူးနာမည်ကုန်တဲ့မှာပျက်စီးမှသိပါတယ်ဒါပေမဲ့မင်းကဘာလို့ဒီလိုလုပ်သေးတာလဲလူရှောင်လေးမင်းသိလားအဲ့ဒီနေ့ကကျမဒီပန်းဆိုင်တဲ့သူတွေစီသွားတဲ့အခါသူတို့တယောက်ချင်းစီကျမကိုမြင်တဲ့အခါပထမဆုံးသူတို့ရဲ့အမူအရာကမယုံကြည်တဲ့ပုံစံမျိုးပဲသူတို့တစ်တလုံးပန်းတွေစိုက်လာခဲ့တာမြို့ရဲ့တဝက်လောက်ရှိတဲ့နန်းသာဆိုင်တွေကိုထောက်ပံ့ပေးနေတာဒါပေမဲ့သူတို့ကိုယ်တိုင်ကတော့အစင်တန်းရှိတဲ့မုတ်တပူတောင်ဝယ်မစားနိုင်ကြဘူးဝေးလံတဲ့ရေကန်ကဒီနှစ်အတွက်အမျက်ဝေစုလေကျမအရင်ထုတ်သုံးလို့ရတယ်ဒီဝေးလံတဲ့ရေကန်ရဲ့စရင်တွေလေဒါကရင်းနှီးမြုပ်နှံမှုပဲဒီမြေကြီးကတိတ်တင်းကျပ်နေတဲ့မြေဆွေးတွေနည်းနည်းရောပေးမှာပဲပန်းပင်ရဲ့အမြစ်တွေအသက်ရှူလို့ရမှာဒီတစ်ကိုင်း6တွေကိုညှက်ထုတ်လိုက်ပါအကိုင်းတစ်လေးတွေနေအောင်ကြီးထိနိုင်အောင်လေပန်းပွင့်တဲ့အခါတဝက်ပဲပွင့်တာကိုပဲခူးရမယ်9ပုံ1ပုံပွင့်တာအကောင်းဆုံးပဲအကုန်ပွင့်သွားရင်ရနံ့တွေပျောက်သွားပြီးတမျက်ဆန်ဆိုရင်တော့ခါသွားတတ်တယ်အရင်ကတော့အလုတ်သက်တာအောင်ပန်းကလွဲရင်ဘာမှဂရုမစိုက်ခဲ့ဘူးအခုမှပဲသိတော့တယ်ဒီပစ္စည်းတွေကပန်းရဲ့အာဟာရတွေပဲကိစ္စမရှိပါဘူးဖြည်းဖြည်းချင်းလှုပ်သွားကြတာပေါ့နောက်နှစ်ဒီအချိန်ဆိုရင်အဆင်ပြေသွားမှာပါအမချန်ဆရာကြီးထွက်သွားပြီဘယ်တော့မှလည်းဒီမနက်ကပဲကောင်းကင်ရနန်းဆိုင်ကလူလွတ်ပြီးတော့သူ့ကိုလာစာသုံးစပေးမယ်ပြောလိုက်တာအမစီမှာပင်ပန်းနဲ့အလုပ်လုပ်ပေးခဲ့တာပါလှုပ်တင်တာပါပဲအမကျမကိုရော်ကြီးမပေးခိုင်းတော့ဘူးလားစာချုပ်ကစာချုပ်ပါပဲလူမှုရေးကလူမှုရေးပါပဲအမရဲ့လက်ရာကအမမိသားစုကိုကျွေးမွေးနိုင်တယ်လို့ကျမတို့ဆိုင်ရဲ့ပထမဆုံးပစ္စည်းတွေကိုလည်းကုန်တက်စေခဲ့တယ်ဒီကျေးဇူးကိုကျမမှတ်ထားပါတယ်ကောင်မလေးရေကောင်းကင်ရနန်းဆိုင်ကလှုပ်တဲ့မုံတွေကပန်းကိုပေါင်းတဲ့အပူချိန်ကိုကျမအကုန်သိတယ်ကျမသွားလိုက်ရင်သူတို့ရသွားမှာပဲအမရဲ့လက်ရာကအမရဲ့ပိုင်ဆိုင်မှုပါဘယ်သွားအမရဲ့စွမ်းရည်ပါပဲသွားလိုက်ပါတော့အမသူထွက်သွားပြီပန်းပေါင်းတဲ့အလုပ်ကိုဘယ်သူလုပ်တော့မှာလဲဒီနေ့ကစပြီးကျမကိုယ်တိုင်တင်ပေးမယ်ဒီနေ့ကစပြီးကျမတို့နီလန်ပြောင်းမယ်အရင်ကပန်းပေါင်းတဲ့အပူချိန်ကိုချန်တယောက်တည်းပဲသိတာလေအခုကျမဒီလုပ်ငန်းစဉ်ကို3ဆင့်ခွဲလိုက်ပြီပထမအဆင့်ကပန်းရွေးတာဘယ်လောက်ပွင့်ရင်ခူးရမလဲဆိုတာဒီနေ့မင်းတို့တယောက်ချင်းစီတင်ယူရမယ်ဒုတိယအဆင့်ကပန်းဖြန့်ခင်းတာပေါင်းအိုးထဲမှာပန်းပွင့်တွေကိုဘယ်လိုဖြန့်ခင်းရမလဲဆိုတာအထူအပားမှာနီးလန့်ရှိတယ်တတိယအဆင့်ကမီးကိုထိန်းတာငွေရည်ဘယ်လောက်ပမာဏရှိလဲဆိုတာကြည့်ပြီးအပူချိန်ကိုဆုံးဖြတ်ရမယ်ရိုးရှင်းတဲ့နီးလန့်ရှိပါတယ်ကောင်မလေးရေကျမကအရင်ကပန်းမဲလုပ်တတ်တာဒါတွေတင်ရင်အဆင်ပြေပါမလားအဆင်ပြေပါတယ်ကျမမှာစွမ်းအားတွေမရှိပေမဲ့ကျမရဲ့လက်ရာကအမေတင်ပေးထားတဲ့အတိုင်းလေးပါကျမတင်နိုင်ရင်မင်းတို့လည်းတင်နိုင်မှာပါလက်တွေ့တင်ပေးမယ်တစ်ခါနဲ့မရရင်နှစ်ခါနဲ့မရရင်3ခါပေါ့တင်ယူခြင်းစိတ်ရှိရင်မတင်ယူနိုင်တဲ့အရာဆိုတာမရှိပါဘူး
ဒီနေ့ကစပြီးဒီဆိုင်ကိုတိုင်းနှံ့ဆိုင်လို့တရားဝင်နာမည်ပြောင်းလိုက်ပြီးဒီနှစ်ဆက်နှစ်အိမ်အောင်စုကတအိမ်စီတိုင်းကဒီဆိုင်ရဲ့ပိုင်ရှင်တွေပဲကျမတပုံသူတို့တပုံပေါ့ဒီနေ့ကစပြီးဒီဆိုင်ရဲ့အမျက်ကိုအတူတူခွဲဝေကြမယ်မင်းလုံနိုင်ခဲ့တယ်ကျမတို့လုံနိုင်ခဲ့တာပါမက်လာ3ရက်နေ့ပန်းမျိုးစုံရဲ့မွေးနေ့ကောင်းကင်ရနန်းဆိုင်ကပန်းရနန်းဆိုင်ရဲ့စုအမကိုဖိတ်ကြားပါတယ်ရနန်းပြိုင်ပွဲမှာအတူတူပါဝင်ဆင်နွှဲဖို့ပါရနန်းပြိုင်ပွဲဆိုတာဘာကိုဆိုလိုတာလဲမြို့ထဲကနှစ်ပေါင်းများစွာရှိတဲ့ရှေးဟောင်းစည်းကမ်းတစ်ခုပါနှစ်တိုင်းပန်းပွဲတော်မှာဆိုင်ကြီးတွေကသူတို့ရဲ့အကောင်းဆုံးရနန်းတွေကိုထုတ်ပြပြီးမျက်စိမိတ်ပြီးမဲပေးပြီးပန်းနဲ့သမီးကိုရွေးချယ်တာပါနိုင်သွားရင်ဘာဖြစ်မလဲနိုင်ရင်ဒီနှစ်အတွက်ပန်းနဲ့သမီးရဲ့ရနန်းပေါ့မြို့ထဲကတထေးကြီးတွေသမီးပေးစားတာပဲဖြစ်ဖြစ်အခမ်းတာပဲဖြစ်ဖြစ်ဒီနာမည်ကိုပဲသုံးကြတာကောင်းကင်ရနန်းဆိုင်က9တိုက်နိုင်ထားတာဒါဆိုရှုံးရင်ကောဘာမှမဖြစ်ပါဘူးမျက်နှာပြည့်ယုံပါပဲအမကျမတို့သွားကြမလားသူတို့ဖိတ်စာပို့ထားတာပဲသွားရမှာပေါ့ဖိတ်စာရောက်သွားပြီးပန်းရနန်းဆိုင်ကတေချာပေါက်တက်ရောက်မယ်လို့ပြန်ပြောလိုက်တယ်သူကလူငယ်လေးကိုမကြောက်ဘူးပဲကျမတို့ဒီနှစ်ပြင်ဆင်ထားတဲ့ရနန်းကအနောက်တိုင်းကလာတဲ့ရှေးဟောင်းတစ်သားရနန်းကိုတုံးထားတာကုန်ကျန်းအတွက်တင်ငွေ200တုံးထားတာသူကပန်းဆိုင်တဲ့သူပဲဘာထုတ်ပြနိုင်မှာလဲဘယ်တော့မှကိုအထင်မသေးပါနဲ့ဆရာကြီးဆောင်ဘိုးဘိုးပန်းဆိုင်လာတာဘယ်နှစ်နှစ်ရှိပြီလဲငငယ်လေးကလေးကစိုက်လာခဲ့တာကျွန်တော်ဖိုးလဲစိုက်တာပဲဒီမြေကြီးကကျွန်တော်တက်ထက်တောင်ပို့ပြီးတော့